အရှင်ဖေယဘေရင်လက္ခဏာယုံကြည်သင့်ပါသလားဖေယရှင်မင်းသားလောင်းကလေးဘဝမှာတောင်ဖေယဖြစ်လိမ့်မယ်လို့ကြိုဟောထားတာရှိတော့ယုံကြည်သင့်ပါသလားအရှင်ဖေယတဲ့တခါတုန်းကဘေရင်နဲ့ပတ်သက်ပြီးလာမေးတဲ့အတွက်ကြောင့်ဘေရင်ကိုဖေယလက်မခံကြောင်းဦးစင်ပြောဆိုပြီးပို့တင်လိုက်တဲ့အခါမှာတချို့ကကိုတင်ညပုံနာကိုယ်တိုင်ဖေယဖြစ်လိမ့်မယ်လို့ဟောလိုက်တဲ့အတွက်ဖေယဖြစ်သွားတာမတွေ့ဘူးလားစသည်ဖြင့်လာပြောကြပါတယ်ကိုတင်ညပုံနာဟောလို့ဖေယဖြစ်တာမဟုတ်ပါဘူးဖျားဖြစ်လောက်တဲ့အကြောင်းတရားကိုလှုပ်ထားလို့ဖျားဖြစ်တာပါကိုတင်ညပုံနာမဟောလဲပဲဖျားဖြစ်မိပုဂ္ဂိုလ်ကဖျားဖြစ်မှာပါပဲကိုတင်ညပုံနာဟောခြင်းမဟောခြင်းနဲ့လုံးဝမဆိုင်ပါဘူးကိုတင်ညပုံနာဟောလို့ဖျားဖြစ်ရမယ်ဆိုရင်ဖျားအလောင်းဟာဖျားဖြစ်ဖို့ပါရမီဖြစ်မှာမဟုတ်တော့ပါဘူးကိုတင်ညပုံနာအဟောကိုပဲစောင့်နေမှာဖြစ်ပါတယ်နောက်ပြီးကိုတင်ညပုံနာကိုယ်တိုင်ကလည်းပဲသူ့ရဲ့ဘေးရင်ပေါ်မှာအကျွမ်းမဲ့မယုံပါဘူးမယုံလို့လည်းပဲဖះအလောင်းကိုမိဂရာဝန်တော်မှာဖះမဖြစ်တော့ပါဘူးကွာဆိုပြီးစွန့်ခွာထားခဲ့တာဖြစ်ပါတယ်။အကယ်၍သူ့ရဲ့ဘေးရင်ပေါ်မှာအကျွမ်းမဲ့ယုံတယ်ဆိုရင်ဖះအလောင်းကိုစွန့်ခွာထားခဲ့မှာမဟုတ်ပါဘူး။ဘေးရင်ကိုယုံကြည်တဲ့ပါသလားဆိုတော့ဒီကနေ့ကတိလက်ခံပါဠိတော်တေဝိဇ္ဇတုတ်မှာမြတ်စွာဘုရားကဘေးရင်သည်အစာရေစာမရှိသောတောနတ်ကြီးဟူ၍၎င်းလူတို့၏ပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏လို့ဟောကြားတော်မူထားပါတယ်။အဲ့ဒီလိုဟောကြားတာကိုကြည်သောအားဖြင့်မြတ်စွာဘုရားကဘေရင်ကိုလက်ခံယုံကြည်ခြင်းမရှိဘူးဆိုတာထင်ရှားပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်မှန်ရင်ဘေရင်ကိုမယုံကြည်သင့်ပါဘူး။မယုံကြည်သင့်ဘူးဆိုတာကဘုရားဟောရှုထောင့်ကနေပြောတာပါ။ကိုယ့်ဘာသာကိုကြိုက်လို့လက်ခံယုံကြည်တာကတော့ကိုယ်ပိုင်းနဲ့ကိုယ်ဖြစ်ပါတယ်နော်။ဒီလျှောက်ခွင့်ပြုပါဖေဟာတစ်ပင်တွေမှာဇီဝိတယုတ်ရှိပါသလားဖေဟာတဲ့။ဓမ္မသင်္ကဏီအထကထာရူပဂန္ဓဝန္ဒနာမှာတစ်ပင်တွေမှာဇီဝိတယုတ်မရှိကြောင်းညောင်ပင်ကိုဥပမာပြု၍ဖွင့်ဆိုထားပါတယ်။တစ်ပင်တွေမှာကံကြောင်းဖြစ်တဲ့ကံပစားယုတ်မရှိတဲ့အတွက်ကံပစားယုတ်ကိုစောင့်ရှောက်စေသောဇီဝိတယုတ်လည်းမရှိပါဘူး။တစ်ပင်တွေရှင်သန်ကြီးထွားနေရတာကအပူအေးဥဒုနှင့်နေစီမြေလွာထဲမှာရှိသောဥဒုဇဩဇာယုတ်ကြောင့်သာဖြစ်ပါတယ်။နားလည်ပါစေနော်။တပည့်တော်ဉာဏ်အရန်ကောင်းကျင်ပါတယ်ဘယ်လိုလုပ်ရမလဲဖေယ။တရားထိုင်ရင်ရောဖြစ်ပါမလားဖေရတဲ့တရားထိုင်တဲ့အလုပ်ကကောင်းမြတ်တဲ့အလုပ်ဖြစ်တာကြောင့်တရားထိုင်ပါနော်မိသိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်ကဝတ်သုလကမ္မဝိပင်ကတုတ်မှာမြတ်စွာဘုရားကိုသူဘလူလင်မေးလျှောက်တဲ့ပု္ပ္ပာ14ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ14ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါလျက်တချို့သောပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်ကြီးမားကြ၏တချို့သောပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်နည်းပါးကြ၏ဘာကြောင့်ပါလဲဖေရားဆိုတဲ့အချက်ပါပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကจิตသားသူပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှိများထံချင်းကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြည့်ရှိမရှိကို၎င်းမိဝဲသင့်မမိဝဲသင့်သောအရာကို၎င်းနောင်တန်တရာဝဲအကျိုးပေးမပေးကို၎င်းမြင်းမြန်ခြင်းမပြုကြပဲမိမိတို့စိတ်ထင်ရဖြင့်မကောင်းသောဒုစရိုက်အမှုများကိုပြုကြ၏ထိုပုဂ္ဂိုလ်များတေလွန်သောအခါငရဲသို့ကြာရပြီးငရဲကပြန်လွတ်၍လူဘဝသို့ပြန်ရောက်သောအခါ၌လူညံ့လူဖြင်းလူအတို့ဖြစ်ကြရ၏จิตသားသူပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှိများထံချင်းကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြည့်ရှိမရှိကို၎င်းမိဝဲသင့်မမိဝဲသင့်သောအရာကို၎င်းနောင်တန်တရာဝဲအကျိုးပေးမပေးကို၎င်းမြင်မြန်ကြပြီးမကောင်းမှုအကုသိုလ်ဒုစရိုက်အမှုများကိုရှောင်ကျဉ်၍ကောင်းသောသုစရိုက်အမှုများကိုပြုကြ၏ထိုပုဂ္ဂိုလ်များတေလွန်သောအခါနတ်ပြည်သို့လာရောက်ကြရပြီးလူဘဝသို့ပြန်ရောက်သောအခါ၌ဉာဏ်ပညာကြီးမားသောပုဂ္ဂိုလ်များဖြစ်ကြရ၏လို့ဖြေကြားတော်မူပါတယ်ဒါကြောင့်ဗတ်ပိုင်ရှင်အနေနဲ့ဉာဏ်ကောင်းကျင်တယ်ဆိုရင်ပညာရှိများထံချင့်ကပ်ပြီးမသိတာကိုမေးမြန်း၍မကောင်းသောဒုစရိုက်အမှုများကိုရှောင်ကျဉ်ပြီးကောင်းသောသုစရိုက်အမှုများကိုပြုလုပ်ပါလို့ပြောခြင်းပါတယ်နော်အရှင်ဖေယမေးလျှောက်ခွင့်ပြုပါဖေယမိဘတွေကိုဖေယရှိခိုးတိုင်းမေတ္တာပို့ပါတယ်ဘယ်လိုကုသိုလ်ရပါသလဲဖေယတဲ့အရင်ဆုံးမေတ္တာပို့ပုံပုံနည်းကိုပြောပြပါမယ်ဝိသုဒ္ဓိမအထကထာပထမတွဲဗြဟ္မဝိဟာရနေဒေသမှာပုဂ္ဂိုလ်အစဉ်စဉ်မေတ္တာပို့ပုံကိုဖော်ပြထားပါတယ်ဘယ်လိုဖော်ပြထားသလဲဆိုရင်အရင်ဆုံးမိမိကိုယ်ကိုမေတ္တာပို့ရပါမယ်ဘယ်လိုပို့ရမလဲဆိုရင်ငါသည်ဘေးရန်ကင်းရပါစေသားငါသည်ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံရပါစေသားငါသည်စိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံရပါစေသားငါသည်
ကိုစိတ်နှဖျားကျမ်းမာချမ်းသာစွာဖြင့်မိမိခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ရပါသေးတာလို့မေတ္တာပို့ပါပြီးတဲ့အခါမှာပိယပုဂ္ဂိုလ်လို့ခေါ်တဲ့မိမိချစ်ခင်နှစ်သက်ရသောအမိအဖဆရာသမားဇနီးမယားလင်ယောက်ျားသားသမီးတို့ကိုအစဉ်တိုင်းမေတ္တာပို့ပါဒါကမေတ္တာပို့ရမည့်ပုဂ္ဂိုလ်အစဉ်စဉ်ပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမိဘတွေပါတာဖြစ်တဲ့အတွက်ကြောင့်မိဘတွေကိုပဲဖြစ်စေတခြားလူကိုပဲဖြစ်စေဘယ်သူကိုပဲမေတ္တာပို့ဖို့မေတ္တာပို့တဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုး17မျိုးရရှိစေပါတယ်အဲ့ဒီကောင်းကျိုး17မျိုးကဘာတွေလဲဆိုရင်1ချမ်းသာစွာအိပ်ရခြင်း2ချမ်းသာစွာနိုးထရခြင်း3မကောင်းသောအိမ်မက်ကိုမမြင်မရခြင်း4လူတို့ချစ်ခင်ခြင်း5လက်တို့ချစ်ခင်ခြင်း6လက်တို့စောင့်ရှောက်ခြင်း9လက်နက်ဘေးမသိရောက်ခြင်း10စိတ်ကြည်လင်ခြင်း9မျက်နှာအစင်းကြည်လင်ခြင်း10မတွေ့မဝေသေးရခြင်း17သေပြီးသည့်နောက်ဗြဟ္မပြည်သို့လာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမေတ္တာပို့သောပုဂ္ဂိုလ်များရရှိမိကောင်းကျိုး17မျိုးပဲဖြစ်ပါတယ်မိဘကိုမေတ္တာပို့တဲ့သားသမီးတွေဟာအဲ့ဒီကောင်းကျိုး17မျိုးကိုရရှိစေပါတယ်ဆရာတော်ဖရာတပည့်တော်ကိုမေးလျှောက်ခွင့်ပြုပါဖရာတပည့်တော်သိကျင်တာတစ်ခုကဖရာရှင်ဟောခဲ့မိခဲ့ဘူးတဲ့စကားအရာတွေထဲမှာသာသနာတော်သည်မိသည့်ဘာသာဝင်မိသည့်လူမျိုးတို့ကြောင့်မှမမိမ့်မိန်မပြည့်စည်နိုင်ငါဤသားတော်ယဟန်တန်ဃာတို့ကြောင့်သာလျင်မိမ့်မိန်ပြည့်စည်နိုင်ပေလိမ့်မည်လို့မိတ်ဆိုခဲ့ဘူးပါသလားတပည့်တော်ကိုအမှန်သိအောင်သွန်သင်လမ်းပြတော်မူပေးပါဆရာတော်ဖရာတဲ့တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုယဟန်တွေကပဲဖျက်ဆီးလိုက်မယ်လို့တစ်ဖက်သက်ပြောဆိုနေကြပါတယ်အဲ့ဒီလိုပြောဆိုတာဟာမှားပါတယ်နော်မသိလို့ပြောနေကြတာပါဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီလိုမဟောပါဘူးမြတ်စွာဘုရားဤသာသနာတော်မှာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပါဒကာဆိုတဲ့လူအမျိုးသားဥပါတိကာမဆိုတဲ့လူအမျိုးသမီးရဲ့ဆိုပြီးပရိသတ်၄ပါးရှိပါတယ်ဤပရိသတ်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်စတုကနိပတ်သောပနတုတ်မှာဟောကြားထားပါတယ်ပရိသတ်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့ဤသာသနာတော်ကိုပျက်စီးအောင်ဖျက်ဆီးမှာကလည်းပဲပရိသတ်၄ပါးကပဲဖျက်ဆီးလိမ့်မယ်လို့မြတ်စွာဘုရားကတန်ယုတ်တနိကေသဂါထဝကတန်ယုတ်ပါဠိတော်ကတ္တပတန်ယုတ်တတ္တမပရိရူပကတုတ်မှာဟောကြားထားပါတယ်ဒါကြောင့်သာသနာတော်ကိုဖျက်ဆီးမှာဟာယဟန်တစ်မျိုးတည်းမဟုတ်ပါဘူးလူရောယဟန်ရောဖျက်ဆီးမှာဖြစ်ပါတယ်နော်အရှင်ဘုရားတပည့်တော်မေးလျှောက်ပါရစေလေးစုဓာတ်တော်ရွှေတကုံစေတီတော်တွင်ဖျားလေးစု၏အသုံးဆောင်ရှိမရှိအပရိသတ်များကမေးလျှောက်ရာတွင်ဆရာတော်ဥဒ္ဓမင်္ဂလာဟောပြတဲ့အထက်ပွင့်ဖူးခဲ့သောဖျားရှင်၏ဓာတ်တော်တော်၎င်းဓမ္မခန္ဓာတော်၎င်းအသုံးဆောင်ပစ္စည်းတော်၎င်းကြံခဲ့သည်ရှိသောနောက်ဖျားမပွင့်ထိုးနိုင်ဘူးတဲ့ဟောကြားထားပါတယ်အမှန်ဆိုလျင်ရွှေတကုံစေတီတော်တွင်ဖျားလေးစုအသုံးဆောင်ရှိတယ်မရှိဘူးဆိုတာတပည့်တော်တို့အနေနဲ့ဘယ်လိုမှတ်ယူသင့်ပါသလဲတဲ့အဲ့ဒါကအမှန်မှားကုန်တာနော်ရှေးဖျားသာသနာရှိရင်နောက်ဖျားမပွင့်ဘူးလို့ပြောတာပါသာသနာဆိုတာကအဆုံးအမကိုပြောတာဖြစ်ပါတယ်ဘသူရဲ့အဆုံးအမကိုပြောတာလဲဆိုရင်ဖျားရှင်ရဲ့အဆုံးအမကိုပြောတာပါရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ဓာတ်တော်တွေပရိဘောဂပစ္စည်းတွေကိုပြောတာမဟုတ်ပါဘူးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်ကာကုတန္တမြတ်စွာဘုရားပွင့်တယ်ကာကုတန္တမြတ်စွာဘုရားပွင့်ပြီလို့ပြိဋိဘံစံပြီးသည့်နောက်သာသနာကွယ်တဲ့အခါမှာကောဏဂမနမြတ်စွာဘုရားပွင့်တယ်ကောဏဂမနမြတ်စွာဘုရားပြိဋိဘံစံပြီးလို့သာသနာကွယ်ပြီးသည့်နောက်ကတ္တပမြတ်စွာဘုရားပွင့်တယ်ကတ္တပမြတ်စွာဘုရားပြိဋိဘံစံပြီးသည့်နောက်သာသနာကွယ်တဲ့အခါမှာအခုဦးဇင်းတို့ဂေါတမမြတ်စွာဘုရားပွင့်တယ်အခုဦးဇင်းတို့ဂေါတမမြတ်စွာဘုရားသည်ပြိဋိဘံစံသွားပြီသို့တော့ဘုရားရှင်ရဲ့အဆုံးအမသာသနာကြံသေးတယ်ဤအဆုံးအမသာသနာကွယ်ပြီဆိုရင်အရိမတိယဘုရားပွင့်လိမ့်မယ်အဲ့ဒီလိုရှေးဘုရားတွေရဲ့အဆုံးအမရှိနေသေးတယ်ဆိုရင်နောက်ဘုရားတွေပွင့်လို့မရပါဘူးရှေးဘုရားတွေရဲ့အဆုံးအမသာသနာကွယ်ပပြီဆိုတော့မှနောက်ဘုရားတွေပွင့်လို့ရပါတယ်ဒါကြောင့်ရှေးဘုရားတွေရဲ့အဆုံးအမသာသနာရှိနေသေးရင်နောက်ဘုရားပွင့်လို့မရဘူးလို့ပြောတာပါရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ဓာတ်တော်တွေပရိဘောဂအသုံးဆောင်ပစ္စည်းတွေကိုပြောတာမဟုတ်ပါဘူးရုပ်ဝတ္ထုဖြစ်တဲ့ဓာတ်တော်တွေပရိဘောဂအသုံးဆောင်ပစ္စည်းတွေကဘုရားရှင်ရဲ့ဒိဋ္ဌံချက်ရှိရင်တော့၎င်းလက်တွေရဲ့စောင့်ရှောက်မှုရှိရင်တော့၎င်းသိရှိနိုင်ပါတယ်ဒါကြောင့်ရွှေတကုံစေတီမှာရှိတဲ့ပရိဘောဂအသုံးဆောင်ပစ္စည်းတွေကယနေ့ထိရှိသေးတယ်လို့မှတ်ယူရမှာဖြစ်ပါတယ်နော်ဆရာတော်တပည့်တော်ကြီးညိုပါတယ်ဒါတွေလိုက်ပြောမနေပါနဲ့အချိန်ကုန်ပါတယ်ဆရာတော်ကိုတရားကိုအားထုတ်နေတာကမှအဆင်ပြေပါတယ်လူတွေကအားတိုင်းရှောင်မေးနေတာတဲ့တရားဓမ္မဖြန့်ဝေတယ်ဆိုတာအသိဉာဏ်ကိုဖြန့်ဝေတာဖြစ်တယ်
အသိဉာဏ်ကိုဖြန့်ဝေခြင်းတရားဓမ္မအလုပ်ကိုဟန်တာနှောက်ယှက်တာတွေမလုပ်ဖို့ပြောဆိုတာတွေဟာအလွန်အမတမ်းမှအပြစ်ကြီးတယ်အခုတကာကတရားဓမ္မဖြန့်ဝေခြင်းအလုပ်ကိုမလုပ်ဖို့လာပြီးဟန်တာတာဟာတကားအတွက်ဓမ္မန္တရထိုက်နိုင်တယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကသင်္ကလောဝါဒတုတ်မှာလူတကာဒကမတို့အပေါ်ယဟန်တို့ပြုကျင့်ရမည့်ကျင့်ဝတ်6ပါးကိုဟောကြားခဲ့တယ်အဲ့ဒီကျင့်ဝတ်6ပါးကဘာတွေလဲဆိုရင်1ဒကာဒကမတွေမကောင်းတာလုပ်နေတာမြင်ရင်တားမြစ်ပေးခြင်း2ဒကာဒကမတွေကိုကောင်းတဲ့အရာအားညွှန်ကြားပေးခြင်း3အသည့်သောတရားဓမ္မတွေကိုဟောကြားပေးခြင်း4လိုအပ်ပါကဟောပြီးသောတရားကိုလည်းထပ်မံ၍ဟောကြားပေးခြင်း5လက်ပြေရောက်ကြောင်းနီလန်ကောင်းတွေကိုညွှန်ကြားပြသပေးခြင်း6မေတ္တာတရားဖြင့်စောင့်ရှောက်ပေးခြင်းတို့ပဲဖြစ်ပါတယ်ယဟန်တွေအနေနဲ့လူတကာဒကမတွေအပေါ်ဤကျင့်ဝတ်6ပါးဖြင့်စောင့်ရှောက်ရမယ်လို့မြတ်စွာဘုရားကဟောကြားခဲ့တယ်အခုဦးဇင်းကတရားဓမ္မနဲ့ပတ်သက်ပြီးတော့လူတကာဒကမတွေနားလည်အောင်ဓမ္မနဲ့ပတ်သက်တဲ့မိကုံးတွေကိုဟောကြားပေးတယ်ဖြေကြားပေးတယ်ဆိုတာဟာဤကျင့်ဝတ်6ပါးကိုဆောင်ရွက်နေတာဖြစ်တယ်နော်ဒါဟာလေတရားအလုပ်ပါပဲနားလည်ပါစေနော်အရှင်ဘုရားယောဂကျင့်ခြင်းသည်ဘုရားဟောနှင့်ညီပါသလားတဲ့ဦးဇင်းတို့ဘုရားဟောကျမ်းဂန်မှာယောဂီဆိုတာရှိတယ်ယောဂီဆိုတာယောဂဆိုတဲ့ပါဠိကနေလာတာပါတရားဓမ္မကျင့်ကြံအားထုတ်တဲ့သူကိုယောဂီလို့ခေါ်ပါတယ်ဒီနေရာမှာမဘိုင်ရှင်ပြောတဲ့ယောဂအကျင့်နဲ့မတူပါဘူးနော်မဘိုင်ရှင်ပြောတဲ့ယောဂအကျင့်ဆိုတာကဟိန္ဒူဘာသာရဲ့အယူဝါဒနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကနေဆင်းသက်လာတဲ့ယောဂအကျင့်ကိုပြောတာပါဘုရားဟောနေညီပါသလားဆိုတော့ဘုရားဟောနေညီမညီဆိုတာကကုသိုလ်အကုသိုလ်နဲ့ပဲတိုင်ရပါမယ်မိမိကကျမ်းမာရေးအတွက်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဘုရားဟောနဲ့ဆန့်ကျင်စရာဘာအကြောင်းမှမရှိပါဘူးနော်ဒါကြောင့်ကျမ်းမာရေးအရာယောဂအကျင့်ကိုလုပ်ခြင်းဟာသူတစ်ပါးကိုမထိခိုက်တဲ့အတွက်အကုသိုလ်မဖြစ်တာကြောင့်ဘုရားဟောနဲ့လည်းညီပါတယ်နော်ဆူတောင်းပြည့်ဘုရားဆိုတာကိုရှင်းပြပါအောင်ဦးဇင်းတဲ့ဆူတောင်းပြည့်ဘုရားတို့အလိုတော်ပြည့်ဘုရားတို့စတဲ့ဘွဲနာမည်တွေကခေါ်လို့လွယ်အောင်လို့လူတွေမှဲ့ထားတာပါနော်ဘုရားဟောကျမ်းဂန်လာတဲ့ဘွဲနာမည်တွေမဟုတ်ပါဘူးနော်ဗုဒ္ဓဘာသာရဲ့ဆူတောင်းကိုလည်းသိကျင်ပါတယ်ဆူတောင်းရင်ဘယ်သူစီတောင်းတာလဲတဲ့ဆူတောင်းတယ်ဆိုတာကလေကုသိုလ်ကောင်းမှုတစ်ခုကိုအရင်ပြုပြီးတော့ပေါ်ပေါက်လာတဲ့အကျိုးတရားရဲ့အပေါ်မှာဖြစ်ချင်တာကိုထုတ်ဖော်ပြီးပြောတာပါဘယ်သူစီမှသွားတောင်းတာမဟုတ်ပါဘူးနော်ဘယ်သူကဖြည့်ပေးတာထင်လဲရှင်းပြပေးပါဦးတဲ့ဘယ်သူမှဖြည့်ပေးတာမဟုတ်ပါဘူးအကြောင်းကြောင့်အကျိုးပေါ်တာပါဥပမာတစ်ခုပြောမယ်မပိုင်ရှင်ကအချိုကြိုက်လို့တရားစားမယ်တရားစားလိုက်တဲ့အခါမှာချိုတဲ့အရသာပေါ်လာတယ်အဲ့ဒီချိုတဲ့အရသာကိုဘယ်သူကလာပေးတာလဲဘယ်သူမှလာပေးတာမဟုတ်ပါဘူးတရားကိုစားလိုက်လို့ချိုတဲ့အရသာပေါ်လာတာပါနော်အဲ့ဒီအတိုင်းပါပဲကုသိုလ်ကောင်းမှုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးကိုခံစားရတယ်ဆိုတာဘယ်သူမှလာပေးတာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုအကြောင်းကိုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးပေါ်ပေါက်လာတာပါနော်နားလည်ပါစေဖြည့်ပေးစေခြင်းပါတယ်ရှင်ဖေ။နံပါတ်1ကလူတစ်ယောက်ကယဟန်ဝတ်ပါတယ်သူကပါရာဇိကကြမ်းမှန်းကိုမသိလိုက်ပဲကြာနေတယ်လူထွက်လာတယ်နောက်တစ်ချိန်ယဟန်ပြန်ဝတ်လာချိန်မှာယဟန်ပြန်ဝတ်ရင်ယဟန်ဖြစ်ပါသလားတဲ့မဖြစ်ဘူးသူ့ဘာသာသူပါရာဇိကကြတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေပါရာဇိကကြသွားပြီဆိုရင်တစ်သလုံးယဟန်ပြန်ဝတ်လို့မရတော့ပါဘူးနော်အဲ့ဒီလိုမသိပဲယဟန်ဘွားနဲ့တရားအားထုတ်ရင်မတ်ဖို့တားပါသလားမတားဘူးလားတဲ့တားပါတယ်သမန္တပါတာတိကာမှာသီလပြည့်တဲ့ယဟန်ကတမာတိမရနိုင်ဘူးတမာတိမရဘူးဆိုရင်မညံဖွညာလည်းမရတော့ဘူးလို့ဖွင့်ဆိုထားပါတယ်ဒါကြောင့်ပါရာဇိကကြသွားပြီဆိုရင်တရားအားထုတ်လည်းပဲမတ်တားဖို့တားဖြစ်ပါတယ်နံပါတ်2ကသူကပါရာဇိကကြနေတာကိုမသိပဲလူထွက်လာပြီးတရားအားထုတ်တယ်သောတာပန်သဂရာဂံဖြစ်ပြီဆိုရင်ယဟန်ပြန်ဝင်ရင်ရပါသလားတဲ့မရဘူးရှင်ယဟန်မပြုတ်ထိုက်တဲ့အဖဖပုဂ္ဂိုလ်17ယောက်ထဲမှာပါရာဇိကကြတဲ့ပုဂ္ဂိုလ်ပါတယ်သူ့ဘာသာသူလူဝဲနဲ့တရားအားထုတ်လို့သောတာပန်သဂရာဂံဖြစ်တာကဖြစ်တာပဲဝိနည်းကဝိနည်းပဲဒါကြောင့်ပါရာဇိကကြသွားပြီဆိုရင်တရားထုရလည်းပဲယဟန်ပြန်ဝင်လို့မရပါဘူးเนาะတရားကိုဆက်အားထုတ်ရင်ရောအနာဂံယဟန်တာအဖြစ်ကိုတားသေးလားတဲ့လူဝဲနဲ့အားထုတ်မယ်ဆိုရင်မတားပါဘူးရပါတယ်နံပါတ်3ကသားဖြစ်သူကသောတာပန်ဖြစ်နေပြီအမေကပုထုဇဉ်ဆိုရင်အမေကသားကိုလူဝဲနဲ့ကြောက်လို့ရလားလက်ခံလို့ရလားတဲ့မရဘူးလူတယောက်တရားထုရတယ်ဆိုတာကလူတယောက်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စပါလောကကျင့်ဝတ်နဲ့ဘာမှမဆိုင်ပါဘူးလောကကျင့်ဝတ်အနေနဲ့ကြည့်မယ်ဆိုရင်သားကသာအမေကိုကြောက်ရမှာပါအမေကသားကိုကြောက်လို့မရပါဘူးเนาะသားကရောအမေပုထုဇဉ်ကိုကြောက်လို့ရပါသလားတဲ့ရပါတယ်เนาะ
အမေကိုကုသိုလ်ဖြစ်အောင်အမေစီကအလှခံပြီးယဟန်တွေအကက်ခံတယ်လို့ကက်ခိုင်းလို့ရပါသလားတဲ့လုံးဝမရပါဘူးအင်္ဂုတ္တပါဠိတော်မှာမလုံးတဲ့မလုံးထိုက်တာတွေကိုလုပ်မယ်ဆိုရင်အပယ်ထိုက်အကျိုးပေးနိုင်ကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်ဥထုဇဉ်ပုဂ္ဂိုလ်ကဒါမျိုးမလုံးတဲ့မလုံးထိုက်တဲ့အလုပ်ကိုလုပ်မှာမဟုတ်ပါဘူးနော်နားလည်ပါစေလူဘဝဆိုတာရခဲ့တယ်လို့ဗုဒ္ဓကပြောခဲ့ပါတယ်တကယ်မှန်ပါသလားတဲ့မှန်တာပေါ့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာပဲနော်ယနေ့ကမ္ဘာလူဦးရေဟာတဖြည်းဖြည်းတိုးပွားလာနေပါတယ်တဲ့တကာကလူလောက်ကြည့်ပြောတာကိုတခြားတတ္တဝါတွေနဲ့ရှင်းမှမကြည့်တာတခြားတတ္တဝါတွေနဲ့ရှင်းကြည့်မယ်ဆိုရင်လူဟာဘာမှမပြောပါတော့ဘူးနော်လူနဲ့တခြားတတ္တဝါတွေနဲ့ရှင်းမယ်ဆိုရင်ကိုရစိတ်တစ်မျိုးတည်းနဲ့ပဲရှင်းကြည့်ပါဦးကိုရစိတ်ကကမ္ဘာမှာဂရေအားဖြင့်သိန်းပေါင်း2000ကျော်ရှိတယ်လူဦးရေကဂရေအားဖြင့်800ကျော်ပဲရှိတာဘီလီယံအားဖြင့်10ဘီလီယံကျော်ပဲရှိတယ်လူနဲ့ကိုရစိတ်နဲ့ရှင်းမယ်ဆိုရင်တောင်မှလူဟာအလွန်နေပါလွန်တယ်ကိုရစိတ်ကိုတောင်မှတ်မိဘူးနော်တခြားတတ္တဝါတွေနဲ့ရှင်းမယ်ဆိုရင်တော့ဘလို့မှကိုရှင်းလို့ကိုမရတော့တာဒါကြောင့်လူဦးရေတိုးပွားတယ်ဆိုတာဟာဘာမှမပြောပါတော့အောင်တိုးပွားတာပါဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားကလူဘဝရာခဲ့တယ်လို့ဟောတာဖြစ်ပါတယ်ဘုရားရှင်ရဲ့ဟောကြားချက်ကလုံးဝမမှားပါဘူးမှန်ကန်ပါတယ်နော်သူတော်ကောင်းဆိုတာသူများမကောင်းကြောင်းကိုဗဇက်အယတာခံပြီးပြောပါသလားအရှင်ဘုရားတဲ့အင်္ဂုတ္တပါဠိတော်သတုတ်ကနိပတ်အပနကဝတ်ပပုရိသတုတ်မှာသူယုံမှာလက္ခဏာ၄ချက်နဲ့သူတော်ကောင်းလက္ခဏာ၄ချက်ကိုမြတ်စွာဘုရားဟောကြားထားပါတယ်သူယုံမှာလက္ခဏာ၄ချက်ကဘာတွေလဲဆိုရင်၁သူတစ်ပါးမကောင်းကြောင်းကိုမမေးပဲပြောခြင်း၂သူတစ်ပါးမကောင်းကြောင်းကိုမေးပြီဆိုရင်ပိုပိုတာတာပြောခြင်း၃သူတစ်ပါးကောင်းကြောင်းကိုမမေးရင်မပြောခြင်း၄သူတစ်ပါးကောင်းကြောင်းကိုမေးပြီဆိုရင်ချော့ချော့ပေါ့ပေါ့ပြောခြင်းဒါဟာသူယုံမှာလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်သူတော်ကောင်းလက္ခဏာ၄ချက်က၁သူတစ်ပါးမကောင်းကြောင်းကိုမမေးရင်မပြောခြင်း၂သူတစ်ပါးမကောင်းကြောင်းကိုမေးပြီဆိုရင်လည်းပဲချော့ချော့ပေါ့ပေါ့ပြောခြင်း၃သူတစ်ပါးကောင်းကြောင်းကိုမမေးပဲပြောခြင်း၄သူတစ်ပါးကောင်းကြောင်းကိုမေးပြီဆိုရင်အကျယ်တဝန်းပြောခြင်းဒါဟာသူတော်ကောင်းလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်အထက်ကဖော်ပြပါသူယုံမှာလက္ခဏာ၄ချက်ထဲမှာသူတစ်ပါးမကောင်းကြောင်းကိုမမေးပဲပြောခြင်းဆိုတဲ့အချက်ပါတာကြောင့်သူတစ်ပါးမကောင်းကြောင်းကိုဗဇက်အယတာခံပြီးပြောနေပြီဆိုရင်အဲ့ဒီလူဟာသူယုံမှာပဲဖြစ်ပါတယ်နော်ဘုံဘုံဖေတပည့်တော်ကတရိษံတွေကိုအယမ်းချစ်ပါတယ်ဖေတရိษံချစ်လျင်အပြည့်ရှိပါသလားဖေကုသိုလ်ရပါသလားဖေကျမ်းဂန်အထောက်ထားနဲ့ရှင်းပြပေးပါဖေဆရာတော်တက်ကြော်ရကြော်ရှိပါသည်ဖေတဲ့တာမန်ချစ်တာလောက်ကတော့အပြည့်မရှိပါဘူးဓမ္မပဒအထာကထာကုကုဒမိတ္တဝတ္ထုမှာမြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့မှာကုကုဒမိတ္တအမည်ရှိတဲ့မုတ်ဆိုးတူရှိပါတယ်အဲ့ဒီမုတ်ဆိုးကြီးမှာသောတာပန်ဇနီးမယားတယောက်ရှိပါတယ်သူမဟာမုတ်ဆိုးရဲ့ဇနီးမယားဖြစ်နေတော့လည်းပဲတရိษံတွေကိုတက်ဖြတ်တာမလုပ်ပါဘူးသူ့ရဲ့အိမ်မှာတရိษံလေးတွေကိုချစ်ခင်မွေးမြူထားပါတယ်ဒါကြောင့်တာမန်ချစ်တာလောက်ကတော့အပြည့်မရှိပါဘူးကုသိုလ်ရပါသလားဆိုတော့မေဇိမနိကေဥပရိပါဏာတပါဠိတော်ဒက္ခိဏဝိပင်ကတုတ်မှာတရိษံတွေကိုစေတနာတန်တန်ဖြင့်ကျွေးမွေးလျင်ဘဝတရားချမ်းသာနိုင်ကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်ဒါကြောင့်မိမိမွေးမြူထားတဲ့တရိษံလေးတွေကိုစေတနာတန်တန်ဖြင့်ကျွေးမွေးမယ်ဆိုရင်ဘဝတရားချမ်းသာနိုင်ပါတယ်ဒီနေရာမှာနည်းနည်းဖြစ်စုပြီးပြောချင်တာကတရိษံမွေးလို့တရိษံချစ်လို့အပြည့်မရှိဘူးကုသိုလ်ရတယ်ဆိုပေမဲ့ဒီတရိษံလေးနဲ့ပတ်သက်ပြီးတော့အကုသိုလ်ဖြစ်နိုင်စရာအကြောင်းတွေလည်းရှိပါသေးတယ်ဘယ်လိုဖြစ်နိုင်တာလဲဆိုလို့ရှိရင်မိမိမွေးမြူထားတဲ့တရိษံလေးတွေတေကျေပျက်စီးမှာကိုစိုးရင်တဲ့တေကျေပျက်စီးသွားတဲ့အခါမှာလည်းပဲတောကဖြစ်ရတယ်အဲ့ဒါကတော့အဘိဓမ္မာသဘောအရအကုသိုလ်ဖြစ်ပါတယ်ဒါကြောင့်ပြောချင်တာကတရိษံကိုချစ်ခင်မွေးမြူစောင့်ရှောက်မယ်ဆိုလို့ရှိရင်တော်ရုံလောက်ပဲကောင်းပါတယ်သူတို့ပေါ်မှာအရန်ကြီးဆွဆွလန်းလန်းမထားပါနဲ့အဲ့ဒီဆွဲလန်းတဲ့စိတ်ကလည်းပဲကိုယ့်ကိုဒုက္ခပေးစေပါတယ်နော်ဒါလေးကိုတော့တတိမူစေချင်ပါတယ်